Good morning everyone, this is Taswe from MIPD Institute. Today I will be teaching some English word usage. English word usage အချို့ကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အထူးသဖြင့်ဒီနေ့ဆွေးနွေးဖို့အတွက်ရွေးချယ်ထားတဲ့စကားလုံးလေးနှလုံးကတော့ some ရဲ့ any ရဲ့ဒီစကားလုံးလေးနှလုံးဖြစ်ပါတယ်ပေါ့နော်။ some ဆိုတဲ့စကားလုံးရဲ့အနောက်မှာ plural nouns တွေကျွန်တော်တို့သုံးလို့ရပါတယ်ပေါ့နော်။ရည်တွက်လို့ရတဲ့ noun ပဲဖြစ်ဖြစ်ရည်တွက်လို့မရတဲ့ uncountable noun ပဲဖြစ်ဖြစ်ကျွန်တော်တို့သုံးလို့ရပါတယ်။ some ဆိုတဲ့စကားလုံးကိုဘယ်လို sentence မျိုးတွေမှာသုံးလို့ရတယ်ဆိုလို့ရှိရင် affirmative sentence လို့ခေါ်တဲ့ရိုးရိုးဝါကြ positive sentence တွေမှာကျွန်တော်တို့သုံးထားရှိပါတယ်။ဆိုတော့ let's see some example ဥပမာနည်းနည်းကြည့်အောင် I have some friends in Bangkok ကျွန်တော်မှာ Bangkok မှာမိတ်ဆွေအချို့ရှိပါတယ် I have some questions ကျွန်တော်မှာမေးခွန်းအချို့ရှိပါတယ်အဲ့တော့ဒီလိုပုံစံမျိုးသုံးလို့ရပါတယ်ပေါ့နော်ကျွန်တော်တို့ some ကိုသုံးတဲ့နေရာမှာချွင်းချက်အနေနဲ့ exception အနေနဲ့ question sentence တွေမှာလည်းကျွန်တော်တို့သုံးလို့ရပါတယ်ပေါ့နော်အဲ့တော့ question sentence လို့ပြောလိုက်ရင်အထူးသဖြင့် offer ပေးခန်းတာကမ်းလှမ်းတာသို့မဟုတ် suggestion ပေးတာဒီလိုမျိုး sentence မျိုးတွေ question လည်းဖြစ်ရမယ် offer ပေးတာလည်းဖြစ်ရမယ် suggestion လုပ်တာလည်းဖြစ်ရမယ်အဲ့လိုမျိုး sentence တွေမှာလည်းကျွန်တော်တို့သုံးလို့ရပါတယ် let's see some example ဥပမာနည်းနည်းကြည့်ရအောင် do you want some chocolate chocolate နည်းနည်းလူပါသလားပေါ့နော်သုံးချင်ပါသလားဆိုတော့အကြံပေးတာမျိုးတွေwould you like some coffee နည်းနည်းတောက်ချင်ပါသလားဆိုတော့ offer ပေးတာမျိုးတွေsuggestion ပေးတာမျိုးတွေဒီလိုမျိုး sentence တွေမှာသုံးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့က any ဆိုတဲ့စကားလုံးကိုလေ့လာကြည့်အောင် any ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့အနည်းငယ်နည်းနည်းများဆိုတဲ့အဓိပ္ပာယ်ရပါတယ်ပေါ့နော်အဲ့တော့ any ရဲ့အနောက်မှာ plural nouns တွေကျွန်တော်တို့ countable ပဲဖြစ်ဖြစ် uncountable ပဲဖြစ်ဖြစ်ကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့ any ကိုသုံးလို့ရတဲ့ sentence အမျိုးအစားတွေကကြတော့ကျွန်တော်တို့ negative sentence တွေမှာသုံးလို့ရပါတယ် let's see some example ဥပမာနည်းနည်းကြည့်အောင် I don't have any questions ကျွန်တော်မှာဘာမေးခွန်းမှမရှိပါဘူး I don't have any friends in Bangkok Bangkok မှာကျွန်တော်မှာဘာတငယ်ချင်းမှမရှိပါဘူးကျွန်တော် any ဆိုတဲ့စကားလုံးကို question လုပ်တဲ့အခါကျရင်လေ question sentence တွေမှာလည်းကျွန်တော်တို့သုံးထားရှိပါတယ် Do you have any questions ခင်ဗျားမှာမေးခွန်းရှိပါသလား Is there any sugar ဒီလိုမျိုး question မျိုးတွေကိုကျွန်တော်လုပ်တဲ့အခါကျရင်လေ any ဆိုတဲ့စကားလုံးကိုသုံးလို့ရပါတယ်အနည်းချုပ်ပြီးတော့ပြောရရင် some ဆိုတဲ့စကားလုံးကို affirmative sentence တွေမှာပဲသုံးပြီးတော့ any ဆိုတဲ့စကားလုံးကိုnegative sentence တွေမှာရော question sentence တွေမှာရောကျွန်တော်သုံးလို့ရပါတယ် Thank you so much